မြေဝယ်မကြဆိုတဲ့စကားအတိုင်းကျွန်တော်တို့ကမြေခွက်တွေကိုဝယ်ယူစုဆောင်းပြီးတော့မှအကျိုးအမြတ်တစ်ခုတော့ investment လုပ်ထားတတ်တဲ့သူတွေဆိုလို့ရှိရင်လမ်းမတန်းလိုနေရာမျိုးပို့ပြီးတော့မှရွေးချယ်ဝယ်ယူလေးရှိကြတယ်။ဟုတ်လေဆိုလမ်းမတန်းဆိုတဲ့အမျိုးကနောက်တစ်ချိန်မှာအရန်ကိုစီကားပြီးဖွံ့ဖြိုးလာမဲ့နေရာမျိုးတွေဖြစ်တဲ့အတွက်ကြောင့်ရွေးချယ်ဝယ်ယူမှုပြုလုပ်ရမှာအင်မတန်ကိုမှန်ကန်တဲ့မြေလေးတွေပဲဖြစ်တယ်။အဲ့တော့ကျွန်တော်အဲ့လမ်းမတန်းမှာကျွန်တော်တို့ဒါပြုံးလင်မျိုးမှာမြိုင်ကြီး6မြိုင်ဆိုတာရှိတယ်။အဲ့မြိုင်6မြိုင်ထဲမှာမှနမ်းမြိုင်ဆိုတဲ့လမ်းမကြီးကိုမေးတင်ထားတဲ့ချန်ကွက်ကလေးတစ်ခွက်နဲ့မိတ်ဆက်ပေးပြစီခင်ဗျာမင်္ဂလာပါဗျကျွန်တော်တို့ကိုဝေလင်ဖြစ်ပါတယ်ခင်ဗျာဒီမြေကွက်ကလေးရဲ့တည်နေရကြတော့ရက်ကွက်ကြီး9ထဲမှာရှိတယ်ရက်ကွက်ကြီး9ထဲမှာဘာတွေကိုဒါကျွန်တော်အလွယ်ပြောလို့ရမယ်ဆိုရင်လူတီများမဲ့နေရာလေးပေါ့နော် Golf Queen တို့နောက်ကျွန်တော်ဒါ Lucky 7တို့ Bristol Khine တို့လို့စားသောက်ဆိုင်တွေလက်ဖေးဆိုင်တွေရှိတဲ့ရက်ကွက်ကြီးတစ်ခုပဲဖြစ်တယ်အဲ့ရက်ကွက်ထဲမှာကျွန်တော်ဒါနမ်းမြိုင်လမ်းပေါ်မျက်နှာစာပေ60မျက်နှာစာအဖြစ်ဆိုပေ60ရှိတယ်ဘေးနှစ်ဖက်အရှိကကျတော့ပေ80ကျယ်ဝန်းရှိတယ်ပေါ့နော်ကျွန်တော်ဒီတောင်းကနေပြီးတော့ဟိုဘက်တောင်းတီကိုပေ80အဲ့တော့ပေ60 80ကျယ်ဝန်းမို့လက်ရှိပိုင်ရှင်ရဲ့နာမည်ပေါင်းနဲ့ခရမ်းကိုဒါအင်ဟန်းကင်ထားပြီးသားအနေထားပေါ့နော်အဲ့တော့ကျွန်တော်ကဒီချန်ကွက်ကလေးကို13,000ညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်ပြီးတော့ပိုင်ရှင်နဲ့ထိတ်တိုက်ဆွေးနွေးပြီးတော့ဝယ်နိုင်နေဆိုတဲ့အကြောင်းသတင်းကောင်းပါပြစီခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြကျွန်တော်မိတ်ဆွေရောက်ချင်းစီတိုင်းရောက်ချင်းစီအောင်လိုက်လဲလဲနဲ့အထူးပဲကျွန်တော်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဒါသောနေ့ရက်လေးတွေအများနဲ့ပိုင်ဆိုင်နိုင်ကြပါစီလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲရန်နာပါရစေခင်ဗျာ